အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့73ရက်6လ2026 2026ကိုကျွန်တော်မနေ့က base guitar သင်ခန်းစာအဆက်ကလေးကိုစက်ပြီးမယ်မနေ့တော့ရိုးရှင်းဆုံးပြောရမယ်ဆိုရင်မနေ့တော့ကျတော့တော့ base guitar ကိုမမြင်ဘူးတဲ့လူတွေအတွက်တော့အဆင်ပြေလိမ့်မယ်ဒီရှင်းပြတာအသေးစိတ်လုံးသွားတာပေါ့နော်ဒီကနေ့ကျတော့ကျွန်တော်အတီးပိုင်းကိုဦးစားပေးပြီးတော့သွားမယ်အတီးပိုင်းကိုဦးစားပေးသွားမယ်ဆိုတော့ကျွန်တော်တို့ကပထမဦးဆုံး IM ကိုပဲကျွန်တော်တို့ဒီဘာလို့မလဲဆိုရင်ဒါထုံးတယ်မယ်ဂီတာသမားတွေတော်တော်များများတီးပြီးသားလက်နံပါတ်1 2 3 4ဆိုရင်အစင်လိုက်ပဲတစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်လက်လိကျင်ကဒါပဲကျင့်ရမှာပဲအဲ့တော့ I N အဲ့လိုမျိုးပေါ့အစင်လိုက်လေးတက်အဲ့တော့ဒါတော့ကိုယ့်ကိုအမျိုးတွေကျွန်တော်6နည်းနည်းလေးဟောပြလို့ကျွန်တော်ခွေလိုက်ပြီနော်အဲ့တော့1 2 3 4 1 2 3 4 1 2 3 4 1 2 3 4ရလက်1 2 3 4 1 2 3 4 1 2 3 4 1 2 3 4အမှန်တကယ်6ရရမှာနော်အ6လေးက1 2 3 4တီးနေရရမှာအခုကတော့ကျွန်တော်ရှင်းပြချက်ပဲအပေါ်ပိုင်းပဲဦးစားပေးရိုက်ဖို့ဟိုတိုင်ပင်ပြီးတော့ကျွန်တော်အဲ့လိုရိုက်ပြီးလိုက်တာပေါ့နော်နောက်တစ်ခုကကျွန်တော်တခါခုနကနံပါတ်1လို့မှလိုက်ဒီလေ့ကျင့်ရမယ့်နံပါတ်1ပြီးတော့ခေါက်တာပြောဖို့လိုခဲ့တာကျွန်တော်က I N 1 2 3 4နောက်တစ်ချိုးကြလဲ I N နောက်တစ်ချိုး I N ပြန်တီးပြမယ်နော်3 4ဒါနည်းနည်းလေးကျွန်တော်ရှင်းပြလို့နည်းနည်းထစ်ပြရတယ်နော်1 2 3 4 1 2 3 4 1 2 3 4 1 2 3 4ပြီးရင်စလာတော့1စလာတယ်1ဆိုတာလက်ညိုးပေါ့လက်ညိုးကစလာဆုံးအပေါ်မှာဆုံးသွားတော့လက်တန်းဟိုလက်နံပါတ်4နဲ့ဆုံးသွားတယ်4ကနေပြန်သွား1 2 3 4 1 2 3 4 1 2 3 4 1 2 3 4အဲ့ဒါလေ့ကျင့်ရမယ့်ပုံစံလေးတစ်ခုနောက်တစ်ခုလည်းကျွန်တော်ဆက်တော့ခြားထဲမှာကျွန်တော်ဖြတ်ပြောတင်တာလည်းခုရှိတယ်ချွတ်နယ်တွေမှာကြောက်ဗျာဟိုနယ်တွေကိုနှိမ်ပြော